တဲ့ပုံလေးတစ်ခုတွေ့တာပေါ့နော်ဒီမှာအကောင့်တစ်ခုကတင်ထားတာသူကပါလဲဆိုတော့ရဲဘော်လေးတယောက်ကအဲ့ဒီအကောင့်ပိုင်ရှင်ရှိမှာပေါ့ဖုန်းပေလေးတောင်းထားတာအဲ့ဒီဟိုဟာလေအကောင့်ပိုင်ရှင်အမျိုးသမီးပေါ့နော်သူကမပေးဖြစ်ခဲ့ဘူးဆိုတာဒီလိုအဲ့လိုမျိုးအရင်တော့ကလည်းသူ့ရှိကနေဒီကလေးကအကူကြီးတောင်းနေကြဖြစ်မယ်နောက်တော့မှအဲ့ဒီမှာသူကနောက်ပိုင်းမပေးပြတော့တာဘာလို့မပေးပြတော့တာလဲဆိုတော့အဲ့ဒီအမေယူနီဖောင်းဝတ်ပြီးတော့အလိန်ညာတွေလာတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကလည်းဟောပေါ့တတိထားပြီးတော့မပေးလိုက်တာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားပြီးတော့နောက်ရက်ကျတော့အဲ့ရဲဘော်လေးကတိုက်ပွဲကျသွားတာကိုသူ့ရဲ့တငယ်ချင်းပေါင်းတင်တွေကတင်တော့မှသူကလည်းသိတာအဲ့သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်အဲ့လိုမျိုးပဲအဲ့သူ့ရဲ့ comment အားနဲ့အောက်ထဲမှာလည်းနောက်အမျိုးသမီးတယောက်ကပဲရေးထားတာသူ့စီမှာလဲတဲ့ဒီကလေးကလာပြီးတော့အလူခံထားတယ်ပေါ့နော်တသိန်းအမျိုးသမီးကလည်းလာတာမထုတ်သေးလို့လာတာထုတ်ရင်ပေးပါမယ်ဆိုပြီးတော့သူကလည်းပြောထားတယ်အဲ့လာတာထုတ်တဲ့ရက်မှာသူကပေးဖို့လုပ်ထားရင်လည်းမပေးပြလိုက်ဘူးရဲဘော်လေးကကြာဆုံးအဲ့ဒီပုံလေးတစ်ခုတွေ့လိုက်တယ်တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ဒီအမျိုးသမီးနှစ်ယောက်ဆိုလည်းသူတို့နှစ်ယောက်စလုံးကိုတော်စိတ်မကောင်းဖြစ်ကြမှာတယောက်ကလည်းဖုန်းမေးလေးမပေးလိုက်ရလို့တယောက်ကလည်းလူငွေလေးမပေးလိုက်ရလို့ဒီမျိုးဖြစ်နေတဲ့အဖြစ်တွေကဘယ်တော့တော့များနေလို့မသိဘူးတော်တော်လေးစိတ်မကောင်းစရာပါပဲမပြည့်မစုံနဲ့လုံနေကြရတဲ့ဖွဲ့လေးတွေအများကြီးပဲလीနော်